အားလုံးပဲမင်္ဂလာပါ Tips vlog ကနေကြိုဆိုပါတယ်ဒီနေ့တော့အိမ်ကအကိုကိုယ်တိုင်ကြော်ထားတဲ့အရာသာရှိသောကြာဆန်ကြော်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အပြင်ကဝယ်စားတာထက်အိမ်မှာကြော်စားတာကတန်လဲတန်တဲ့အပြင်ကိုတိုက်တဲ့အသီးနှံတွေလည်းထည့်လို့ရတာပေါ့နော်ကြာဆန်ကြော်ကိုလူတော်များကြော်တတ်တာမို့လို့ကြော်ရင်းကိုတော့ပြောပြတော့ပါဘူးเนาะအခုကျမအကိုကြော်ထားတဲ့ကြာဆန်ကြော်ရဲ့အယောင်လေးကိုကြည့်ပြီးတော့အရန်စားတင်နေပါပြီစားတော့ပါမယ်เนาะအရသာကတော့ပြောစရာမလိုအောင်စားကောင်းတော့ပါပဲကြာဆန်လေးကလည်းအီအီလေးနဲ့မှုေးနေရပဲအချင်းလေးနဲ့တွဲစားလိုက်တော့ရှယ်ပဲညဘက်ပိုက်စာလို့ပဲဖြစ်ဖြစ်ရုံးပိတ်ရက်မှာပဲဖြစ်ဖြစ်လွယ်ကူကူကြော်စားလို့ရတဲ့ကြာဆန်ကြော်အကြောင်းလေးကိုမျှဝေပေးရင်ဒီနေ့ဗီဒီယိုကိုဒီမှာပဲရပ်နားလိုက်ပါစေ like and follow နဲ့ share လေးလုပ်ပေးဖို့လည်းမမေ့ကြပါနဲ့ဦးเนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်